လူနှစ်ကိုဇနီးမောင်နှံနေဘာကြောင့်လူမျိုးချင်းအောင်လှလှလေးနဲ့အိတ်တင်တာလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ချစ်စရာကောင်းတဲ့ချင်းအောင်လေးတွေကကောင်မလေးကပို့ပြီးတော့ချစ်စရာကောင်းပါတယ်နံပါတ်2ချစ်စရာကောင်းတဲ့ချင်းအောင်လေးတွေကကောင်မလေးကပို့ပြီးတော့ချစ်ခံရပါတယ်ချင်းအောင်လေးကိုမြင်တိုင်းကြည်နူးဝယ်ရာညာများကိုပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်အားပါဆုံးပုံရိပ်တွေကိုပုံဖော်ဖို့အတွက်ချင်းအောင်ကောင်းကောင်းလေးတစ်လုံးရှာနေဆိုလို့ရှိရင်တော့ဒီချင်းအောင်လေးကတင်အတွက်ပါပဲချင်းအောင်လေးအရွယ်ကိုတစ်ချက်ရှင်းပြပေးမယ်ဒီချင်းအောင်လေးရဲ့ size ကတော့ king size ပဲဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်2ယောက်အိတ်လို့လဲခေါ်ကြပြီးတော့ကလေးလေးရှိလာတဲ့အခါမှာဆိုလို့ရှိရင်အတူတူအိတ်လို့ရမလို့မိသားစု3ယောက်အိတ်မိသားစုအိတ်လို့လဲခေါ်ကြပါတယ်ဒီချင်းအောင်လေးရဲ့အရွယ်ကတော့ဘယ်ကနေညာထိအကျယ်6ပေခေါင်းရနဲ့ချင်းဒီချင်း6ပေခွဲအမြင့်9ပေအော်ရာစုပ်လက်ရပြည့်နဲ့ချုပ်လုပ်ပေးထားပြီးတော့ဘေးဘက်ကနေမြေတိုင်းပန်းကုန်းလေးနဲ့ရင်ခွဲတကားလေးကိုထည့်ပေးထားတာပဲဖြစ်ပါတယ်ဒီချင်းအောင်လေးရဲ့ဈေးနှုန်းကတော့3,18000ကျပ်ပဲဖြစ်ပါတယ်399258 300 399358 608တို့ကနေပြီးတော့ဖုန်းဆက်ပြီးတော့ဖြစ်စေ Viber ဆင့်ဆက်ဖို့ပြီးတော့ဖြစ်စေ Facebook Messenger နဲ့ TikTok ချက်ပေါက်ကနေလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမိတော့မှားလို့ရပါတယ် Royal နေကြရောက်တဲ့မျိုးတိုင်းကိုအင်းရောင်းငွေချေစနစ်ပြပို့ဆောင်ရောက်ချပေးနေရပဲဖြစ်ပါတယ်ရှင့်